ဝေးသေးစီမံခန့်ခွဲမှုတော့ရိုးရိုးရှင်းရှင်းပဲဥအောင်ကိုတလားသိန်းစိတ်ရတယ်အန်တီဘော်စီသိန်းစိတ်မဆင်တို့သိန်း20အဲ့တော့ကိုလာစာနဲ့ကိုသွားတယ်အောင်သမားကြီးအားလုံးမိသားစုကဝန်ထမ်းလိုပဲသွားတယ်အောင်သမားကြီးတခုတော့သူကုမ္ပဏီမဟုတ်တော့ကုမ္ပဏီကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကုမ္ပဏီစစ်ဆန်သွားတာတယ်အမေကိုဥအောင်အမေတို့ဖေတို့ဥအောင်လာစဉ်ကြောပါတယ်16သိန်းမှအမေတို့တည်ပါတယ်4000ကစပေးပါတယ်အဲ့တော့အမေက16သိန်းထုတ်ရင်းတက်လန်းနဲ့သူကပတ်စံသိန်း50လောက်ထုတ်ခြင်းတယ်ဘာလို့မှတော့ငါဆွဲချိုးဝယ်ရင်လို့တဲ့အရင်ကျုပ်စင်တင်ထားတဲ့ဆွဲချိုးဘယ်ရောက်တော့ဆိုတော့ဟိုအငဲကောင်မရှိလို့ငါချုပ်ပြီးလိုက်ပြီးတယ်အဲ့လိုဆိုရင်တော့ကျုံးနဲ့မဆိုင်ဘူးလို့အဲ့တော့အမေ16သိန်းဆိုရင်3လစာဆိုရင်16သုံးပြီး40 3လစာကြိုထုတ်မယ်ဆိုနောက်လတွေလာမထုတ်နဲ့တော့နော်လို့လာအဲ့ဒါအမေလစာကြိုထုတ်သွားတာလည်းမပေးနိုင်ဘူးလို့အမေလည်းအမေပဲတော့ဥအောင်မှာလုပ်ငန်းကွယ်မှာဆွေမျိုးမရှိလုပ်ငန်းကွယ်မှာဆွေမျိုးမရှိဆိုတာလုပ်ငန်းထဲမှာအမျိုးမထားတာမဟုတ်ဘူးလုပ်ငန်းထဲရောက်တာနဲ့မတ်စင်တို့လည်းမျက်ရည်ကျတယ်ဖြူဖြူအောင်လည်းမျက်ရည်ကျတယ်လုပ်ငန်းထဲရောက်ရင်ဘယ်သူမှမညာဘူးတခါတလေမတ်စင်ကမျက်ရည်ကျလို့ပြောတယ်အဖေတဲ့သမီးကအဖေကအမြဲတမ်းအဆူခံတယ်ဟဲ့လို့စစ်သူကြီးဆိုတာမျက်ရည်မကျနဲ့လို့နင့်သမီးကြီးဆိုငါမငေါက်ခွဲနဲ့ဘယ်သူငေါက်ရမှာလဲမဟုတ်လေခံဟုတ်လေခံနင့်ပဲအရင်ဆူမှာပဲအဲ့တော့ပြောချင်တာကလုပ်ငန်းခွင်မှာဆွေမျိုးမရှိနဲ့သွားတယ်လစာနဲ့သွားပါတယ်အဲ့တော့ငွေကြေးရကိုထိုက်ကစည်ရင်းမရှိအင်းမရှိသုံးလို့မရပါဘူး